င့်ကိုတင်းရဲ့အတွေးတွေ plans တွေပေါ့နော်ဒီဟာတွေနဲ့ပဲတစ်ချိန်လုံးပိတ်မိနေတယ်အနိုင်ဝင်ထမ်းနေရတယ်လို့ခံစားဘူးလားပေါ့နော်အဲ့ဒီအတွေးတွေနဲ့ပဲ struggle လုပ်နေရပြီးတော့မှကိုတကယ်ဘာဖြစ်ရှင်နေလဲမသိဘူးပေါ့နော်ပြီးရင်ဘာမှဖြစ်မလာဘူးလို့ခံစားနေရလားအဲ့ဒါဆိုရင်တော့အတင်တယောက်တည်းမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့တွေကတရက်မှာပေါ့နော်အတွေးပေါင်း6000ကနေ8000ကြာအမြဲကျမတို့အုံနောက်ကတွေးလေးရှိရပေါ့နော်ပြီးရင်အဲ့လိုတွေးတဲ့အတွေးတွေကလည်း 80% လောက်ကမကောင်းတာတွေများတယ်ပေါ့နော်မကောင်းတာဆိုတဲ့နေရာမှာအဓိကကအကျိုးမရှိတာကိုပြောချင်တာပေါ့နော်ပြီးရင်အဲ့ဒီအတွေးတွေအကုန်လုံးရဲ့ 95% လောက်ကလည်းမနေ့ကတွေးထားပြီးသားအတွေးတွေကိုပဲကျမတို့ခေါင်းကပြန်တွေးတယ်ပေါ့နော်ဒါကတာမန်လူတိုင်းဖြစ်လေးရှိတဲ့ situation တစ်ခုပေါ့နော်ကျမကိုယ်တိုင်လည်းပဲဒီလိုမျိုး situation မှာအများကြီးပိတ်မိနေခဲ့ဘူးတယ်တချို့အချိန်တွေမှာလည်းပိတ်မိရဲ့အချိန်တွေရှိနေတော့မယ်ပေါ့နော်ဆိုတော့ကျမဒီလိုအခြေအနေတွေကိုဘယ်လိုမျိုးဖြတ်ကျော်ခဲ့လဲဘယ်လိုမျိုးကျမရင်ဆိုင်ခဲ့လဲဆိုတာလေးကိုဒီနေရာမှာကျမပြောပြချင်တယ်ပေါ့နော်ဒီလိုမပြည့်ပြတ်နိုင်တဲ့ဒီလိုစက်ကေတွေကနေကျမတို့ဘယ်လိုထွက်မလဲပေါ့နော်ဒါကအရေးကြီးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ရထားတဲ့ life ကtime limitation ရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျမတို့ကဒီစက်ကေထဲမှာပဲကျမတို့လည်နေလို့မရဘူးပေါ့နော်ဒီနေရာမှာကျမကိုယ်တိုင်လည်းပဲဒီလိုမျိုးတန်တရားတွေကနေကျမမထွက်နိုင်တဲ့အနေအထားတွေအများကြီးရှိခဲ့တယ်ပေါ့နော်အဲ့တော့ဒါကကျမရဲ့အတွေ့အကြုံအရရောကျမဒီလိုဖြစ်နေတဲ့လူအကုန်လုံးကိုပေါ့နော်အချိန်မကုန်စေချင်လို့ကျမကိုယ်တိုင်လည်းဒါ suggest လုပ်ရှင်တဲ့သဘောနဲ့ဒီ content လေး create လုပ်ဖြစ်တာပေါ့နော်ဆိုတော့ဒီလိုမျိုးအတွေးပေါင်းများစွာထဲမှာအရေးကြီးတာတွေလည်းရှိတယ် nonsense တွေလည်းအများကြီးရှိမယ်ပေါ့နော်ဒီလိုအတွေးတွေအကုန်လုံးကျမတို့ပထမ step တစ်ခုအနေနဲ့ကျမတို့ write it down ပေါ့နော်လုံးဝအဲ့ဒါတွေအကုန်လုံးရေးကြည့်ပါစာရွက်တစ်ရွက်ပေါ်မှာပဲဖြစ်ဖြစ်အကယ်၍အခုဒီဟာလေးကိုနားထောင်နေတဲ့လူကdigital သမားဆိုလို့ရှိရင်လည်း laptop မှာကိုယ့်ရဲ့ notes ထဲမှာအများကြီးပေါ့နော်ချရေးလို့ရတယ်ဒါတွေအကုန်လုံးချရေးကြည့်အဲ့ဒီအတွေ့တွေကဒါအရေးကြီးတာတွေလည်းရှိတယ်အရေးမကြီးတာတွေလည်းရှိတယ်ဥပမာအဖြစ်ကိုကအိမ်နဲ့အဝေးမှနေရတဲ့လူဆိုလို့ရှိရင်အဲ့ဒီအတွေ့တွေထဲမှာကိုအိမ်ကိုအမေကိုဖုံးမခေါ်ရသေးတာကကိုဘာတန်ဖြစ်နေတဲ့အရာလားဒါမှမဟုတ်ရှင်လူတစ်ယောက်ရဲ့ကိုအကျွေးပေးရမယ့်ကိစ္စကကိုအတွေ့ထဲမှာအများနဲ့တွေးနေမိတဲ့ဟာလားဥပမာဒါမှမဟုတ်ရှင်ကိုရဲ့ skin ဒီမဲ့ acne တွေထွက်နေလို့တရားကို treatment လုပ်ရှင်တာကကိုရဲ့အများနဲ့တွေးနေတဲ့နေ့တိုင်းကိုတွေးနေတဲ့အတွေ့ထဲမှာပါလာတဲ့အရာလားဒါမျိုးတွေပေါ့နော်အများကြီးပဲဒီမဲ့အရေးကြီးရလဲရှိသလိုအခုချက်ချင်းလှုပ်လိုက်ရင်အဲ့ဒီဟာကလုံးဝ dance ဆိုတဲ့နေရာတခုရောက်သွားမဲ့အတွေ့မျိုးလည်းရှိတယ်ပေါ့နော်ဒီဟာတွေဆိုလို့ရှိရင်အကုန်လုံးခြိုက်ရည်ကြီးပြီးရင်ဒါတွေကိုcategorize ပြန်လုပ်ပေါ့နော်ပြန်ပြီးတော့ဘယ်ဟာကတော့ကိုယ့်အတွက် essential လဲပေါ့နော်ဘယ်ဟာအရေးကြီးဆုံးလဲဆိုတာကိုကပြန်ပြီးတော့summarize ပြန်လုပ်ပြီးတော့မှကိုတကယ်လုပ်ရမယ့်ဟာတစ်ခုကိုဒုတိယအဆင့်အနေနဲ့ဦးစားပေးပြီးလုပ်ပေါ့နော်ကျမတို့တွေးနေတဲ့အတွေးတွေအကုန်လုံးကကျမတို့အတွက်အရေးမကြီးဘူးဒါပေမဲ့ဘယ်ဟာက essential လဲဆိုတာကျမတို့ကိုယ်တိုင်သိဖို့လိုတယ်ပေါ့နော်အဲ့ဒီလိုသိမှပဲအဲ့ဒီပုံမှာမူတည်ပြီးကျမတို့ကတတိယဆင့်အနေနဲ့ကျမတို့ action ယူလို့ရမှာပေါ့နော်ဥပမာအဖြစ်ကိုကနိုင်ငံခြားမှာကြောင်းတက်ရှင်တယ်ပေါ့နော်ဆိုတော့နိုင်ငံခြားမှာကြောင်းတက်ရှင်တယ်ဆိုရင်ကိုဘယ်ကြောင်းမှတက်ရမလဲဘာလုပ်ရမလဲဒီလိုမျိုးအတွေးတွေများစွာတွေးနေမယ့်အစားပေါ့နော်ကိုကဘယ်မေဂျာယူချင်တာလဲကိုရဲ့ budget ကဘယ်လောက်လဲဘယ်နိုင်ငံကိုရွေးမှာလဲပေါ့နော်ဒီဟာတွေကိုကျမတို့တစ်ခုချင်းစီ list down လုပ်ဖို့လိုတယ်အဲ့ပေါ်မှာမူတည်ပြီးတော့မှကျမတို့ကဥပမာကိုကတော့ Europe မှာတက်ရှင်တယ်ကိုကတော့ marketing ကို specialize လုပ်မယ်
ကိုယ့်ရဲ့ budget ကတော့ bell range ထဲမှာရှိတယ်ကိုယ်အရင်ကတော့ဘယ်လောက်ထိထောက်ပံ့နိုင်တဲ့အနေအထားတစ်ခုရှိတယ်ဒါကိုအကြောင်းကိုကအတိဆုံးပေါ့နော်အဲ့တော့အဲ့ဒီပုံမှာမူတည်ပြီးတော့ကျမတို့ကဘယ်ဟာကတော့ကိုနဲ့အသင့်တော်ဆုံးလေးဆိုတာကိုကျမတို့ decide လုပ်နိုင်တယ်ပေါ့နော်ဒီလိုပဲဘယ်လိုပြဿနာပဲဖြစ်ဖြစ်အစောကလို့ဒီလိုမပြီးပြတ်နိုင်တဲ့ circle ထဲမှာပတ်ပြေးနေမယ့်အစားလဲနေမယ့်အစားပေါ့နော်မလိုအပ်တဲ့အတွေ့တွေကိုနောက်တစ်ရက်အတွက်တည်နေမယ့်အစားကျမတို့ဒီလိုမျိုးရှင်းခဲ့ခြင်းအဖြစ်ကျမတို့ကိုကျမတို့လည်းပိုပြီး confidence ရှိလာစေတယ်ပို့ပြီးတော့ကျမတို့တကယ်လုပ်ရမယ့်ဟာတွေပို့ပြီးမြင်လာစေတယ်ပေါ့နော်အချိန်အတူအတွင်းမှာဒီဟာတွေကကျမတို့အတွေးတွေကကျမတို့ကိုမပြောင်းလဲနိုင်ဘူးဒါပေမဲ့ကျမတို့ဘာလုပ်လဲဆိုတာပဲကျမတို့ကိုပြန်ပြီးတော့ပြောင်းလဲစေတာပေါ့နော်ကျမဒီနေရာမှာ highlight လုပ်ရှင်တာကအဓိကကတော့ဒီ import နဲ့ output balance ဖြစ်ဖို့ပေါ့နော်ကျမတို့တွေကအခုဒီလိုမျိုးတိုးတက်နေတဲ့ခေတ်ကြီးထဲမှာကျမတို့ခေါင်းနဲ့ကျမတို့စိတ်ထဲကိုပေါ့နော် import လုပ်တဲ့ knowledge တွေ lessons တွေကအများကြီးရှိတယ်ပေါ့နော်အဲ့ဒီထဲကမှကျမတို့ကဘယ်ဟာကို output လုပ်မလဲဆိုတော့ကျမတို့ရဲ့ action ကပဲအဓိကအရေးကြီးတာကျမတို့ဘဝမှာကျမတို့လိုချင်တဲ့အနေအထားတစ်ခုလိုချင်တဲ့စိတ်ပိုင်းဆိုင်ရာအနေအထားတစ်ခုပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာအနေအထားတစ်ခုပဲဖြစ်ဖြစ်ပေါ့နော်ရောက်ဖို့ဆိုလို့ရှိရင်ကျမတို့ဘယ်လို output လုပ်မလဲဘယ်လို action လုပ်မလဲဆိုတာကျမတို့တက်ပို့ပြီးတော့အရေးကြီးတယ်ပေါ့နော် podcast လေးကိုနားထောင်နေတဲ့လူကိုယ်တိုင်ပေါ့နော်အတွေးတွေကနေပြီးတော့မှ overwhelm ဖြစ်တယ်လို့ခံစားနေရတယ်ဆိုလို့ရှိရင်ကိုယ်တွေးတွေကို write it down လုပ်ဖို့အတွက်ပြီးရင် categorize နဲ့ prioritize လုပ်ဖို့အတွက်ပြီးရင်အဲ့ဒီဟာတွေအပေါ်မှာဘာလုပ်ရမလဲဆိုတော့ action ယူဖို့အတွက်ကိုမမေ့ပါနဲ့ပေါ့နော် overthink လုပ်ပြီးတော့ကို life ကိုဘဝပြန်မဆွဲနေပေါ့နော်ဒီဟာကတော့ကျွန်မအဓိကပေးခြင်းတဲ့ message ပါပဲဆိုတော့ဒီ video လေးကတင်းနဲ့ resonate ဖြစ်တယ်လို့ခံစားရတယ်ဆိုလို့ရှိရင်လက်ရှိရောတင်ဘာတွေခံစားနေရလဲဘယ်လိုဖြစ်ရှင်လဲဆိုတဲ့ဟာလေးတွေပေါ့နော် comment မှာတစ်ချက်ရေးခဲ့ပေးပါအောင်ဒီဟာကဒီ video လေးကတင့်အတွက်တစ်စုံတစ်ခုအကျိုးရှိတယ်လို့ခံစားရတယ်ဆိုရင်လည်းနောက်ထပ် video တွေအတွက် subscribe လုပ်ဖို့နဲ့ like လုပ်ဖို့အတွက်မမေ့ပါနဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်